မောင်မီးများထွေးတာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အဲ့ကောင်မလေးသူကဘသူလဲဟဲ့သူပေးတဲ့မဘောတွေနဲ့ပြေစကားပြောမတော်တွေပဲဟဲ့ဒါကြောင့်ငါရှော့နေခဲ့ရွေလက်ရှော့စင်ဘောတွေနဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေးလိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူတို့ကတူတူပဲလိုက်ပြီတူနဲ့လူပဲကြိုက်သည်သူတို့ကလည်းခေါင်းတွေကိုလက်ပြီးတော့မကြိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်လီကိုချမ်းဆက်ငမ်းရှက်ဆိုကလူလည်းမငန်းကြောထားတဲ့ဥပါငါတို့ကိုတွေ့ရဆိုမလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့ကိုလူပြူနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုကြောင်းသားကရှိုးနေတဲ့မှောင်ခိုတွေများမင်းတို့ကတကားကောင်းနိုင်လို့နေပါလေရှောက်မတန်းနဲ့ရဟက်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တောက်ဖက်နဲ့အလောက်မလန်းနဲ့ငါပြောမယ်အလောက်မလန်းနဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ရင်တော့ဖမ်းပေးပါမယ်မောက်လက်နဲ့ဩကာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်ကယောဂရဖက်ရမှာရှင်ကိုဥကိုချသူ့ကိုချသူ့ကိုမခုမလို့ရမှာသူ့ကိုမခုလို့ပြုလေတဲ့ကသူနဲ့ပေါင်းဖို့ခုဝေညဒီပုံပွဲ